chichaကျွန်တော်ညီကောင်မောင်မများအားလုံးပဲမင်္ဂလာပါကျွန်တော်ခုတင်ဆက်ပေးမှာ Real Madrid တင်းရဲ့နောက်ဆုံးရအားကစားတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် Real Madrid တင်းအပြားတူရဲ့မျိုးကပိုင်ပဲ Atletico Madrid တင်းကိုအဝေးကွင်းမှာ3ဂိုးသူရဲ့ရလာတဲ့ရှုံးလိုက်ထားခဲ့တယ်ဖြစ်ပါတယ်အဲ့ပဲမှာဗျာဘယ်လီယန်နဲ့ရိုဒီကိုတွဲဖက်အတုံးယူခဲ့တာသူ့ရဲ့အဖြစ်ပါလို့ဒီပြကြီးအန်ဆယ်လော်တီကလည်းဝန်ခံသွားခဲ့ရတယ်ဖြစ်ပါတယ်သူအပြဒီပွဲမှာပုံမှန်ထက်ပြမတူတဲ့ရိုဒီကိုနဲ့ဗယ်လီယန်အတွဲကိုတုံးပြခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲမှာဗျာReal Madrid ရဲ့ခံစစ်ကပဲညံ့တယ်လို့ပြောမလားမသိဘူးအဲ့လိုဒီကိုတွန်းသွားတဲ့ပုံစံမိုဟာတာဆိုလို့ရှိရင်ခေါင်းလိုက်တွန်းတယ်ဒီပုံစံနေနဲ့ကျွေးကိုပေးခဲ့ရတယ်ဗျာ defensive မှာလည်း Real Madrid ကတော်နေနေလို့ကျွန်တော်ထင်တယ်ဗျာနောက်နေရတော့ Real Madrid တင်ရနောက်မဲ့လာဒီမှာသူတို့ခံမှန်းပြီးတော့ဒေဂျာကိုခံမှန်းထားတယ်ဗျာတိုက်စစ်မှု Mbappe ကိုတော့မရလို့ရှိရင်ဒေါမန်တင်းရဲ့ဗျာအခုလူငယ်တိုက်စစ်လေးဂျောင်းနီယာဖြစ်တဲ့မိုကိုကိုသူတို့ခေါ်ယူမယ်လို့လည်းသိကြပါတယ်နောက်တပုံနေရဗျာအခုနေ့ရာဒီမှာဗျာနီးပြရေးအန်ဆယ်လော်ဒီကဘရာဇီးနီးပြအဖြစ်ခံရလို့ထွက်ခေါ်တော့မယ်ရှင် Real Madrid တရားသူ့တင်းရဲ့အရင်ကလီဂျန်ဟောင်းကြီးကိုချေပါဖိုင်ယန်လီဗာကိုစင်းရဲ့နီးပြဖြစ်တဲ့အလွန်ဆိုကိုသူ့တင်းရဲ့ဗျာနီးပြအတင်ခတ်ရမယ်လို့ကျွန်တော်သိရှိရပါတယ်ဒါကတော့ Real Madrid တင်းရဲ့နောက်ဆုံးရအားသာထဲမှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေကျေးဇူးပါ